1 minute 1 sentence program နဲ့ကြိုးစားပါရဲ့အခုဘာပြောချင်လဲဆိုတော့ကျွန်တော်အခုဒီမှာညနေပိုင်းပေါ့လေကျွန်တော်တပည့်လေးနဲ့ Spain လိုက်စီးတဲ့အခါမှာဘာကိုတွေးမိလဲဆိုတော့လူသားလူလာလည်းနည်းနည်းပြတ်တယ်ပေါ့နော် Spain စီးလို့ကောင်းတယ်ပေါ့မျိုးထဲမှာဆိုကျွန်တော်တို့အရန်ရှုပ်ရှက်ခန့်နေတော့အဲ့လိုလူရှင်းတဲ့နေရာမျိုးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ခံစားမှုကဘယ်လိုဖြစ်လဲဆိုတော့စိတ်လွတ်လပ်မှုရရပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့လေအပူတွေလဲလူတွေရဲ့အပူလေအပူလဲကိုမကူးဆိုတော့ပုံမှန်ပြန်တော့ကျွန်တော်တို့ကဒီကျွန်တော်စာတင်နေစာလေးရေးတယ်ဆိုတော့စာပဲရေးစာပဲတင်နေပေါ့နော်ကျွန်တော်တို့ကစာတစ်ပုဒ်ကိုဖန်တီးတယ်ပေါ့ဆိုတော့creative writing ပေါ့ဗျာဆိုတော့ဒီ creative writing ကကျွန်တော်တို့ကအမေရိကန်မှာဆိုရင်သိတဲ့အတိုင်းပဲကျွန်တော်တို့ကတကယ်ပတ်စံကိုတော်တော်များများပေးပြီးတော့တက်ရတာဟုတ်နော်ဆိုတော့ဒီ creative writing အကြောင်းဆက်ပြောမယ်ဆိုရင်ကျွန်တော်တို့က American College အဆေးတွေမှာAmerican College တက္ကသိုလ်တွေမှာကျွန်တော်တို့ကတက်ပြီးဆိုရင်အဆေးကြီးရတာရှိတာပေါ့နော်ဆိုတော့အဲ့ဒါကတော့ဆရာကြော်ဝင်ရတော့မှသူတို့စီကအဆေးဆိုပြီးတော့ဒီ American ဒီ College နော်တက္ကသိုလ်ကအဆေးတွေမိတ်ဆက်ပေးခဲ့တယ်ပေါ့ဆိုတော့အဓိကကျွန်တော်တို့ကျောင်းသူကျောင်းသားလေးတွေခလေးလေးတွေအဆေးကောင်းကောင်းရေးတတ်ဖို့ဆိုရင်သူတို့ကဒီဖန်တီးမှုအရေးသားပေါ့လေ creative writing သင်ထားနိုင်ပိုကောင်းတယ်ပေါ့ဖြစ်နိုင်ရင်တော့စာသင်ခန်းထဲမှာပဲအိမ်ထဲမှာပဲစိတ်ကူးရင်ပြီးကျွန်တော်တို့ဖြန့်ကျက်တွေးတော့နေတာကြီးပဲလုပ်နေမယ်ဆိုတာနည်းနည်းအပြင်လေးပါလေးသွားပြီးသူတို့ရဲ့စိတ်လွတ်လပ်မှုလေးကိုရှာကြည့်ပြီးတော့ခက်ပြောမယ်ဆိုရင်ဗျာပတ်ဝန်းကျင်တစ်ခုကိုကြည့်လိုက်အဲ့ view ကိုကြည့်ပြီးအဲ့ view မှာပေါ်နေတာဘာလေးတွေပေါ်နေမလဲတစ်ပင်လေးတွေပေါ်နေမှာပန်းမန်လေးတွေပေါ်နေမှာကားလေးတွေပေါ်နေမှာဆိုင်ကယ်လေးတွေပေါ်နေတာနှင်းစီပန်းလေးတွေပေါ်နေမှာပေါ့နော်လူပုံကြီးပေါ်နေမှာပေါ့နော်ရေကန်ရေတွင်းကြားကျွန်တော်တို့အဲ့အလေးကိုကြည့်ပြီးတော့စိတ်ကူးပြီးတော့descriptive ဖြစ်သွားရပါဗျာအရေးသားဖြစ်သွားမှာပေါ့နော် descriptive writing နဲ့လည်းဝင်သွားမှာပေါ့ဆိုတော့ creative writing ကတော့အများကြီးပေါ့လေကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဆိုတော့ဒီစိတ်ကူးစိတ်တန်းလေးတွေကိုကျွန်တော်တို့ဘလို့ပေါ့နော်ကိုယ့်စီကိုရောက်လာအောင်လုပ်မလဲကိုယ့်စီကိုရောက်လာတဲ့ဟာကိုဘလို့ပုံဖော်မလဲဆိုတဲ့ဟာမျိုးလေးတွေကကျွန်တော်တို့ဒီ creative writing ဒီလိုအပ်တယ်ဒါကိုတတ်သိတယ်ရေးတတ်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီ essay letter writing အတွက်လည်းအများကြီးထောက်ပံ့ရမှာဖြစ်တယ်ပေါ့လေဆိုတော့အဲ့ဒါလေးကိုတော့ကျွန်တော်သင်တန်းကိုရောက်လာပြီဆိုရင်တော့ကျွန်တော်ရေးရဲ့ပုံစံရဆိုရင်ကျွန်တော်မြန်မာစာလည်းရေးနေတာဖြစ်တဲ့အတွက်မြန်မာစာပဲရေးအင်္ဂလိပ်စာပဲရေးပေါ့နော်ကိုအရင်တော့အချက်လက်ကလေးကိုစပြီးယူလိုက်တယ်တွေးရဲ့အချက်လက်ကလေးကိုပဲကျွန်တော်တို့ကကောက်ပြီးတော့အဲ့ဒီကောင်ကျွန်တော်တို့ကဇလန်တစ်ပုတ်ကောက်ပြီးဆင်လိုက်တာပေါ့ဗျာဆိုတော့ဒါကတော့လက်တွေ့ရေးပြဖို့လိုတယ်ဒီတိုင်းကြီးဗဇက်ကပြောရတာလက်ဆိုင်လက်တွေ့ရေးရတယ်မတူလက်တွေ့ရေးပြတဲ့ဟာမျိုးလည်းကျွန်တော်သင်ပေးလို့ရတယ်ပေါ့ဥပမာ sound writing ဆိုရင်လည်း sound writing practice ဆိုလည်းကျွန်တော်တို့15မိနစ်လောက်ရတာမျိုးရှိတယ်ဆိုတော့ဒီ sound writing practice ကိုလည်းဒီမှာတစ်ခုရှိတာပေါ့ sound writing practice မှာတော့ကျွန်တော်တို့က lyrics သီးသန့်ဖြစ်တဲ့အတွက်နော်melody တော့ပါမှာမဟုတ်ဘူးပေါ့15မိနစ်လောက်လက်တွေ့လေ့ကျင့်ရမှာဖြစ်တယ်ပေါ့ဘာပြော creative writing စိတ်ဝင်စားရဆိုရင် essay letter writing ကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်စီကိုလာဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ခွင့်ရှားလိုက်ဖြစ်ပါတယ်